အိမ်ဆောက်တော့မယ်ဆိုရင်လေကားကအရေးကြီးဆုံးပဲနော်အခု MNBC 2025စံနှုန်းအသစ်အရလေကားဆောက်ရင်ဘာတွေသိထားရမလဲဆိုတာကြည့်ရအောင်ပထမဆုံးလေကားအကျယ်ပါတာမန်လူနေအိမ်တွေမှာဆိုရင်အနည်းဆုံး3ပေ0.9မီတာရှိရမယ်လူအများသုံးတဲ့အဆောက်အုံတွေဆိုရင်တော့4ပေခွဲ1.2မီတာကနေ1.5မီတာအထိရှိရပါမယ်အရေးကြီးဆုံးကခြေလမ်းနေပါပဲလေကားအမြင့် riser က9လက်မှ180မီလီမီတာထဲမကျော်ရဘူးခြေနင်းအနံ thread ကတော့10လက်မှကနေ17လက်မှ250မီလီမီတာကနေ280မီလီမီတာအနည်းဆုံးရှိရပါမယ်လေကားအထက်16ထပ်ထဲကျော်သွားရင်တော့အနားယူဖို့ landing လေကားနားတစ်ခုထည့်ပေးဖို့မမေ့ပါနဲ့ဦးနောက်ပြီးလက်ရမ်းပါလက်ရမ်းအမြင့်က34လက်မှကနေ38လက်မှကြားရှိရမယ်ဒါမှကလီရောလူကြီးရောဘေးကင်းချင်းကင်တက်လို့ရမှာပါဒါကိုလိုက်နာမှာတင့်အင်ကလှေကားက MNBC 2025စံနှုန်းနဲ့ကိုက်ညီပြီးဘေးကင်းမှာပါနောက်ထပ်ပြီးတကဘဟုတုတတွေအတွက် follow လုပ်ထားအောင်